နိုင်ငံတော်ညဝေအင်ကြီးဆိုပြီးတင်စားခေါ်ကြတဲ့အတိုင်းပဲနော်ဝတ်လိုက်တာနဲ့မင်းသမီးလေးလိုလှပြီးတော့အိမ်နေရစီမှာချင်းနုဝမ်ဆယ်လေးတွေရောက်ပါတယ်နော်ပန်းဖူးလေးတွေကျုလစ်ပန်းလေးတွေနဲ့အသေးပုံဒီဇိုင်းလေးတွေကလေကာလာလေးတွေကလေနုနုအီလေးတွေမို့ဝတ်ထားမှမသိအောင်ပေါ့ပါအစ်ဆက်နေမဲ့ဝမ်ဆယ်လေးတွေနော်ချင်းနုသားစစ်စစ်မို့ပပပလေးနဲ့ဝတ်လိုက်အေးပြီးတော့ညဝတ်အိတ်ဖို့တယ်မဟုတ်ပဲနဲ့လေအိမ်မာတယ်အလှပြင်ပြီးတော့တပ်ပုံရိုက်ဖို့လဲကွက်တီပဲနော်အယောင်အစင်လေးတွေကလည်းလေပေယောင်တယောင်မှမရှိဘဲနဲ့လှနေရောပဲကွယ်ရိုးရဆန်းဆန်းချမ်းကော်လန်ဒီဇိုင်းလေးကိုမှအရှိမချစ်ဖို့ကောင်းတဲ့ကြိုးချစ်လေးပါလို့အမြင်ဆန်းပြီးတော့တကယ်ကိုမှချစ်စရာအစင်လေးနော်လက်လေးမှလည်းအတွန့်လေးပါပြီးတော့လဲပင်အပြားလေးဆိုလို့ရှိရင်လည်းအပြားကြီးကြီးလေးနဲ့ချုပ်ပေးထားပြီးတော့တကယ်အရန်ကိုမှချစ်စရာကောင်းတဲ့အစင်လေးနော်သူကလက်တူပီချီနဲ့လာပြီးတော့စိုက်ပွန့်ပွန့်လေးဝတ်လို့ရလို့ပေါင်90ကနေပြီးတော့140လောက်ထိဝတ်လို့ရမယ်နော်အိတ်ကပ်မှာလည်းအတော့လေးနဲ့ကြည့်ပါအောင်လှလိုက်တာကာလာလေးတွေဆိုလို့ရှိရင်ဆိုအဖက်ပြီးတော့လေနုနုရွလေးတွေနဲ့ချစ်ဖို့အရန်ကောင်းနေတဲ့အယောင်လေးတွေကြီးပဲနော်ဘီရှေကလည်း39ထိပါပြီးတော့စိုက်ပြည့်ကိုက်ပြည့်နဲ့ခွားပြည့်လေးချုပ်ပေးထားတယ်နော်ခါမြော့ကျိုးလေးကလည်းမြော့ကျိုးအပြားလေးမို့လေခါနာမာတွေမပူအောင်နော်တိုက်တဲ့ကာလာလေးကိုရေးပြီးတော့အော်ဒါတင်လို့ရပါပြီရှင့်